ကိုင်းငလင်အတွက်ရရှိတဲ့အလှူငွေတွေနဲ့ကျွန်တော်တို့မြေပြင်မှာလိုအပ်တဲ့ပစ္စည်းအချို့ကိုတော့ဝယ်ထားပေးပါပြီ။ဒါကရေတိုင်ကြီးပေါ့နော်။လိုအပ်တဲ့နေရာတွေကိုသွားပြီးတော့လှူတဲ့အခါဒီထဲမှာရေထည့်ပြီးတော့ဒါဝယ်ဖို့ပေါ့နော်။အဲ့ဒါအတွက်ဒီကျွန်တော်တို့ရေတိုင်ကြီးကိုဒါဝယ်လိုက်ပါတယ်။ပြီးတော့ဒီရေတင်မှုအတွက်ဒီကောင်းလေးလဲမော်တာလေးလဲဝယ်လိုက်ရတယ်ပေါ့နော်။ပြီးတော့ဆေးဝါးတွေပေါ့နော်ဆေးဝါးတွေဆိုရင်တကယ်ဒီမြေပြင်မှာတကယ်လိုအပ်နိုင်တဲ့ဆေးဝါးတွေထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအတွက်ဆေးဝါးတွေကုညီကယ်ဆယ်ရေးလုပ်နေတဲ့သူတွေအတွက်ဆေးဝါးတွေကျွန်တော်တို့ဝယ်ရပါတယ်ပြီးတော့အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ကြက်သွန်နီတို့ခရမ်းကျင်သီးတို့အဲ့ဒါတွေလည်းကျွန်တော်တို့ဒါဝယ်ထားပြီးပါပြီပြီးတော့ကျွန်တော်တို့ဒီကြောက်ဖြုံသီးတွေလည်းဝယ်ထားပါတယ်မှာထားပါတယ်ပြီးတော့ဆန်စီဒါတွေလည်းကျွန်တော်တို့အကုန်ဝယ်ထားပြီးပါပြီဒါကတော့ကျွန်တော်တို့ရတဲ့အလှူခံရတဲ့ငွေတွေကအချို့တစ်ဝက်နဲ့ကျွန်တော်တို့ဝယ်ထားတာပါနောက်ထပ်လည်းကျန်ပါသေးတယ်ဒါကခုလက်ရှိလောက်ထားတဲ့ပြင်ဆင်ထားတဲ့အရာလေးပေါ့နော်ဒါကပထမတော့လှူလိုက်တဲ့အလှူငွေနဲ့ဝယ်ထားတာပါခုဒုတိယတော့ကျွန်တော်တို့ထပ်ပြီးတော့လှူဖို့ရာအတွက်လည်းရှိပါသေးတယ်အခုလှူဒန်းထားတဲ့သူတွေလည်းရှိပါသေးတယ်ဒုတိယတော့ကိုကျွန်တော်တို့ဒီခုလ၄လပိုင်း21ရက်နေ့လောက်နောက်ဆုံးထားပြီးတော့လှူဖို့လုပ်ထားပါတယ်ဒီကြားထဲကိုရီးယားကဒီလာလာထုံမဲ့သူတွေလာလာထွက်မဲ့ရက်တွေလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူတို့လည်းဒါလှူကောင်းလှူနိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ရက်ကိုနည်းနည်းနောက်ဆုတ်ထားရပေါ့နော်ခုပထမတော့အနေနဲ့ကတော့ဒါမြေပြင်အရေးပေါ်အခြေအနေလိုအပ်တာဖြစ်လို့ဒါအရင်လှူလိုက်တာပေါ့နော်ဒါဒုတိယတော့အနေနဲ့တော့နည်းနည်းနောက်21ရက်နေ့လောက်ကြာမှလှူဖြစ်မှာပါဒီကြားထဲလှူခြင်းသေးတယ်ဆိုရင်ကျွန်တော်တို့ ਨੇ ချိတ်ဆက်ပြီးတော့လှူဒန်းလို့ရပါတယ်ကျွန်တော်တို့ပြည်ပရောက်နေတဲ့သူတွေတက်နိုင်တာကတော့ဒီဒါပဲရှိပါတယ်ကျွန်တော်တို့ကိုယ်တိုင်ကိုနိုင်ကူညီလို့လည်းမရနိုင်တဲ့အနေအထားမှာကျွန်တော်တို့တက်နိုင်တာဟာဒီကိုတက်နိုင်တဲ့ငွေအင်အားလေးနဲ့ပဲဒါလှူဖို့ပဲတက်နိုင်တာပေါ့နော်ကျွန်တော်တို့အတက်နိုင်ဆုံးအလေအလွင့်မဖြစ်အောင်လိုအပ်တဲ့နေရာတွေကိုထိထိရောက်ရောက်ရရှိအောင်လို့ကျွန်တော်တို့အစွမ်းကုန်စူးစမ်းပြီးတော့လုပ်နေပါတယ်ခင်ဗျာလူတန်းပေးတဲ့ဒုတောက်ချင်းတွေကိုတကယ်ကိုပဲကျွန်တော်တို့အခြေသူအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်တို့နိုင်ငံကြီးလည်းအမြဲဆုံးအေးချမ်းပါစေလို့ပဲကျွန်တော်ဆုတောင်းပါတယ်ခင်ဗျာ